မင်္ဂလာပါမိတ်ဆွေဒီနေ့မှာတော့ကျွန်တော်သိထားတဲ့ကင်မရာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအပိုင်း9အနေနဲ့ knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အပိုင်း4မှာတော့ကင်မရာလမ်း6မျိုးရဲ့အကြောင်းကိုပြောပြမယ်လို့ကျွန်တော်ပြောခဲ့ပါတယ်ဆိုတော့ကင်မရာလမ်းမှာဆိုရင်အခြေခံအားဖြင့် prime lens နဲ့ zoom lens ရှိတယ်ဆိုတာကိုကျွန်တော်ပြောပြခဲ့ပါတယ်အဲ့ဒီ prime lens နဲ့ zoom lens မှာကိုမှ terry lens နဲ့ wide lens ဆိုပြီးတော့2မျိုးရှိပါတယ် terry lens ကိုတော့မီလီမီတာအနေနဲ့50မီလီမီတာနဲ့အထက်ရှိတဲ့လန့်တွေကို terry lens လို့အကြမ်းမြင်အားဖြင့်သတ်မှတ်ပြီးတော့50မီလီမီတာနဲ့အောက်မှာရှိတဲ့လန့်တွေကိုတော့ wide lens ဆိုပြီးအကြမ်းမြင်အားဖြင့်သတ်မှတ်ကြပါတယ်။မြည်သို့ပင်ဆိုစေကမို့ကင်မရာလန့်နေမှာဆိုလို့ရှိရင်လန့်6မျိုးထိရှိပါတယ်။အဲ့ဒီ6မျိုးကတော့နံပါတ်1လန့်အနေနဲ့ H3 wide lens ဒါမှမဟုတ် fisheye lens လို့ခေါ်တဲ့လန့်ဖြစ်ပါတယ်။မီလီမီတာနံပါတ်အနေနဲ့ဆိုရင်တော့18မီလီမီတာကနေပြီးတော့24မီလီမီတာကြားမှာရှိတဲ့လန့်တွေကို extreme wide lens ဒါမှမဟုတ် fisheye lens လို့ခေါ်ပါတယ်။နံပါတ်2လန့်အမျိုးအစားကတော့ wide lens ဖြစ်ပါတယ်။မီလီမီတာနံပါတ်အနေနဲ့ပြောရမယ်ဆိုရင်တော့24မီလီမီတာကနေပြီးတော့35မီလီမီတာကြားမှာရှိတဲ့လန့်တွေကို wide lens လို့ခေါ်ပါတယ်။နံပါတ်3ခုမြောက်လန့်ကတော့ standard lens ဖြစ်ပါတယ်။မီလီမီတာနံပါတ်အနေနဲ့ပြောရမယ်ဆိုရင်တော့35မီလီမီတာကနေပြီးတော့50မီလီမီတာကြားမှာရှိတဲ့လန့်တွေကို standard lens လို့ခေါ်ပါတယ်။နံပါတ်4ခုမြောက်လန့်ကတော့ telephoto lens ဖြစ်ပါတယ်။မီလီမီတာနံပါတ်အနေနဲ့ဆိုရင်တော့80မီလီမီတာနဲ့အထက်ရှိတဲ့လန့်တွေကို telephoto lens လို့ခေါ်ပါတယ်။နံပါတ်5ခုမြောက် lens ကတော့ macro lens ဖြစ်ပါတယ်။ macro lens ကတော့ tele lens မှာပဲဖြစ်ဖြစ် wide lens မှာပဲဖြစ်ဖြစ် macro lens တွေရှိပါတယ်။နံပါတ်6ခုမြောက် lens ကတော့ digital lens ဖြစ်ပါတယ်။ digital lens ဟာဆိုရင်လည်း macro lens လိုပါပဲ။ wide lens မှာပဲဖြစ်ဖြစ် tele lens မှာပဲဖြစ်ဖြစ် digital lens တွေရှိပါတယ်။ကဲအခုဆိုရင်တော့ camera lens တွေရဲ့အကြောင်းကိုအခြေခံအားဖြင့်တော့အနည်းချင်းတီးမိခေါင်းမိသွားကြပြီเนาะဆိုတော့ဒီလန့်6မျိုးကိုဘယ်လိုစီးတွေကိုရိုက်တဲ့အခါမှာအသုံးပြုလဲဆိုတာကိုနောက်လာမယ်အပိုင်း6မှာပြောပြပေးသွားမှာဖြစ်လို့အပိုင်း6မှာပြန်တွေ့မယ်ဗျာ